ကောင်းတယ်ညကောင်းတယ်ဗျာ ဟုတ်ပြောပါဦးကိုစစ်သားလောက်ရတဲ့ရည်ရွယ်ချက်ပြောပါဦးကို ညတော်နိုင်ရောပါ မဟုတ်လေအကိုဒီဟင်းနေစားတာကြိုက်လို့မဟုတ်လား ဟုတ်တယ်တကယ်တော့ကျွန်တော် ဘာဟင်းလဲ ဘာမှငပိလေးနဲ့ အပြည့်ပြပါတယ်ဟာ ညညလေးပဲဖြစ်ပါ ညိုလေးပဲဖြစ်ပါတယ်ဒါလေးက ညကလေးပဲဖြစ်ပါတယ်ခင် ဒီ ဗျာ လေးပဲဖြစ်ပါတယ်ဒါလေးပါကိုဘာနဲ့စားရလဲ သမင်းနဲ့ငပိနေတယ်ဟုတ်လား ဒီလိုခွေးမျိုးကတောင်းလူ ဘ မ ယ် ရ ခင် ဘူး ဗျာတောင်းတောင်းမရပါဘူးကျွန်တော်တို့ရှိကိုလာမှရအောင် ဒီလိုမျိုးစားချင်လို့လားတကူတက်ကဟိုးမှော်အင်းရနေတာဟုတ်လား Oh my god ဟိုကိုတောင်းလို့ပြောပြကိုတောင်းဟုတ်တယ်ပါဇက်ကလည်းပြောတယ်ဗာလေ အောင်မစားရပါဘူးများလို့ဟုတ်ကဲ့ ပြောလေ ရှားပါဘောတောင်းတာလို့ ဘာဖြစ်လဲ စားလိုက်တဲ့ငပိလေးနဲ့ဟောဒီဟင်းညိုလေးရဆိုရင်အင်မတန်မှာအထွတ်တွေကိုရောက်တယ်ဗျာအဲ့မရော မိုက်တယ်ကျော်ဒီမှာဟင်းညူရှိသေးတယ် အမေ ဒါပေမဲ့အားရှိတယ် တောင်း အဖိုးအဲ့ဒါပဲတောက်ကြောင်မင်းကိုတနာလို့ခြံထားပြီးတာနော် ငယ်တော့မှတောက်ရတာဝါတော့ မင်းကိုတောက်ဖို့ခြံထားပြီးတာအဖိုးငါ့ကိုညနေရအဲ့ဒါဝက်စာယူခိုင်းတာတနာလို့မင်းဖို့ဆိုပြီးခြံထားတာ ဒီမှာပုံတော့ ဒီမှာအကျွန်းညံစားတာငါပြီးမင်းလေမင်းပြီးခွေးပဲရှိတယ်၃កောင်မှရှိ ငါမမဆိုင်ခိုးကြည့်ရတော့ မင်းမစားခွေးပဲကြည့်တော့မှာချာစားလို့ကောင်းရလားရေဘကြီး ဒီကလည်းတော်တော်စိတ် ရေဘကြီးတော်တိုင်းလာတာဘယ်လိုဆောက်စားမယ်အိမ်မယ်ဒါပါပဲ အိမ်မယ်ဒီလိုလည်းစိတ်ညစ်နေတော့ပဲဒါဒီပွဲလေးတိုက်တာကိုအတားကြီးတိုက်နေဆိုပြီးတော့ထမင်းတော့မှဘယ်တိတ်မတော်တာရင်တော့ ဘာမှပါလို့လဲဒီချာဘာမှပါလို့ ဘာမှတော့မပါတော့ဘူး ငါပြီးတော့ကိုယ့်ကိုကြည့်လို့ပဲ အာလူထည့်ပြီးတော့အာလူတက်တက်ပဲထည့်ပြီးလိုက်တယ် ကျေးဇူးတင်ပါတယ်မင်းတို့အဲ့လောက်မျိုးအဲ့လောက်ကျေးဇူးတင်ဖေးလို့မ အဲ့လောက်လေးတော့ကျေးဇူးတင်ပါတယ်